အခုမြင်နေရတဲ့ကောင်မလေးကတော့အန်နီရဲ့ဆိုတာကိုကစားစရာတစ်ခုလို့သဘောထားတဲ့သူပြဒီလိုနဲ့ဆရာမကြီးကသူတို့အဖွဲ့ကိုရေခဲကူတွေကကြောက်စိမ့်တစ်ခုတွားယူဖို့တာဝန်ပေးလိုက်တယ်ပြဿနာကအဲ့ဒီမာစတာပဲကောင်မလေးကိုကာကွယ်ပေးခြင်းနဲ့ကိုရန်တော်က3ယောက်တောင်ဖြစ်နေတယ်လေတယောက်ကငါနောက်လိုက်ခဲ့ဆိုနောက်တစ်ယောက်ကငါကအတန်ဆုံးမို့ငါနဲ့မှလုံခြုံမှာဆိုပြီးအလူရက်တွေဖြစ်နေကြတာအိမ်မွေးတရိတ်ဆန်လေးကတော့သူတို့3ယောက်လုံးကောင်မလေးကိုကျွေးနေတာတိနေတယ်လေရဲ့ရေခဲကူထဲလဲရောက်ရောအတန်ဆုံးဆိုတဲ့စပင်ပြားနဲ့ကောင်လေးကဆရာကြီးစတိုင်ဖမ်းပြီးရေခဲပြင်ကိုခြေထောက်နဲ့စောင့်နေလိုက်တယ်ဘာပြောကောင်းမလဲရေခဲတွေကွဲပြီးရေခဲရေအေးတဲ့ကိုဘွန်းဆိုပြုတ်ကျသွားပါလေရောနောက်တစ်စက္ကန့်မှာပဲကဲကြပါဦးအေးလုံးလို့တေပါတော့မယ်ဆိုပြီးအော်တော့တာပဲတခြားသူတွေကတော့သူ့ကိုရေခဲစိန်တကားလေးဖြစ်သွားပြီဆိုပြီးဝိုင်းဟားကြတာပေါ့ဒီလိုနဲ့ကောင်မလေးကပဲကြောက်စိမ့်ကိုကိုယ်တိုင်သွားယူဖို့လုပ်တယ်သူ့မှာမီးစွမ်းရင်ရှိတော့ရေခဲကိုမကြောက်ဘူးလေဒါပေမဲ့ကံမကောင်းချင်တော့ခြေချော်ပြီးအပေါ်ကနေပြုတ်ကျလာပါရောအဲ့ဒီအချိန်မှာပဲနောက်ကောင်လေးတစ်ယောက်ကအတောင်ပန်ကြီးဖြန့်ပြီးကောင်မလေးကိုအသားအရလှမ်းဖမ်းခဲ့လိုက်တယ်ကောင်မလေးလည်းအောက်ရောက်တော့မှတက်ပြင်းချနိုင်တော့တယ်တကယ်တော့ခွန်အားသုံးနေလို့မရဘူးဆိုတာသိသွားပြီးညံသုံးကကြောက်စိမ့်ကိုလွယ်လွယ်လေးယူလိုက်နိုင်သွားတယ်အဲ့ဒီအချိန်မှာမထင်မှတ်ထားတာတစ်ခုထပ်ဖြစ်ပြန်တယ်စပင်ဖြူနဲ့ကောင်လေးကနှာချီလိုက်တာစောစောကရေထဲကျတဲ့ကောင်လေးစီကိုရေခဲငွေတွေသွားမှန်ပြီးတကယ်ရေခဲရုပ်တုကြီးဖြစ်သွားပါလေရောငါတမင်လုပ်တာမဟုတ်ပါဘူးဆိုပေမဲ့ကောင်မလေးကတော့ရေခဲမင်းသားလေးဖြစ်သွားပြီဆိုပြီးသဘောတွေကျနေတော့တာပဲနောက်ဆုံးတော့ကောင်မလေးကပဲသူ့မိစွမ်းအင်းနဲ့ပြန်ရီဖြော်ပေးလိုက်ရတယ်ဒီအပိုင်းကတော့အမိုက်ဆုံးပဲစောစောကကောင်မလေးကိုဖမ်းခဲ့ပေးခဲ့တဲ့ကောင်လေးကမင်းပြုတ်ကျသွားတော့ငါရင်တွေအရန်ခုန်သွားတာပဲဆိုပြီးရိုမန်တဆဆန်လေးဖွင့်ပြောလိုက်တယ်ကောင်မလေးကဘလို့ပြန်ဖြေလဲတည်လားအေးလီလန့်သွားလို့နှလုံးတွေခုန်သွားတာပေါ့ငါလည်းလန့်သွားတာပဲတဲ့ကောင်လေးခမညာလဲဘာဆက်ပြောရမှန်းမသိပဲအင်းပါလန့်လို့ပါဆိုပြီးငိုင်သွားတော့တယ်ငါနှစ်တောင်ကြာသွားပြီဆိုတော့ကောင်မလေးလည်းနည်းနည်းလေးကြည့်လာပြီပေါ့တနေ့စာကြည့်တိုက်ထဲမှာစာအုပ်ယူဖို့လုပ်နေတော့သူ့အရက်နဲ့မမီဘူးဖြစ်နေတယ်အဲ့ဒါနဲ့ဘေးကကောင်လေး3ယောက်ကငါယူပေးမယ်ဆိုပြီးအလူရက်ပြေးလာကြတာစာအုပ်တွေပြိုကျလာပြီးသူတို့3ယောက်လုံးစာအုပ်တွေအောက်ရောက်သွားရောကောင်မလေးကတော့ခြေဖျားထောက်ပြီးသူ့ဘာသာသူယူလိုက်နိုင်သွားပြီလေအဲ့ဒီတော့မှအိမ်မွေးတရိတ်ဆန်လေးကသူတို့3ယောက်ကိုကြည့်ပြီးအလကားပဲဆိုပြီးသဘောကျနေတော့တယ်နောက်တနေ့မှာတော့ရွှေရောင်စပင်နဲ့ကောင်လေးချွေးထွက်နေတာကိုကောင်မလေးကပေါ်ဝါလေးနဲ့တုပ်ပေးတယ်ပြီးတော့သူကိုယ်တိုင်ထိုးထားတဲ့လက်ဆောင်လေးတစ်ခုကိုလည်းပေးလိုက်သေးတယ်အဲ့ဒီလက်ဆောင်ကဖီနစ်ငတ်ပုံလေးသူအချိန်ကြာကြည့်ယူပြီးထိုးထားရတာကောင်လေးကလည်းလှလိုက်တာကျေးဇူးပဲဆိုပြီးဝမ်းသာအားရယူလိုက်တယ်အဲ့ဒီညဘက်မှာစပင်ဖြူနဲ့ကောင်လေးကကောင်မလေးကိုငါတို့ထဲမှာဘသူ့ကိုအချစ်ဆုံးလဲလို့မေးတယ်ကောင်မလေးကနင်ကအားကိုးရဆုံးပဲငါပြုတ်ကြတိုင်းနင်ကအမြဲတမ်းအရင်ပြေးလာတာလေးလို့ဖြေလိုက်တယ်အဲ့ဒီစကားလဲကြားရောကောင်လေးမျက်နှာကြီးရဲသွားပါလေရောဒီအချိန်မှာဟိုစပင်ပြာနဲ့ကောင်လေးကအပင်နောက်ကနေချောင်းကြည့်ပြီးမျက်နှာငယ်လေးနဲ့ဖြစ်နေတယ်ညရောက်တော့စပင်ပြာလေးကစပင်ဖြူလေးကိုမင်းသူ့ကိုသဘောကျနေတာမလားလို့တဲ့မိလိုက်တယ်စပင်ဖြူလေးကမဖြေဘူးအဲ့တော့မှစပင်ပြာလေးကငါလဲသူ့ကိုသဘောကျတယ်လို့ဝန်ခံလိုက်တယ်စပင်ဖြူလေးကလည်းငါလဲသဘောကျတယ်တဲ့အဲ့ဒီအချိန်မှာကောင်မလေးကတော့ဘာမှမသိဘူးကရင်ပေါ်မှာအိမ်မောကျနေပြီအိမ်မွေးတရိတ်ဆန်လေးကတော့ဒီကောင်မလေးတုံးလိုက်တာဘာမှကိုမသိဘူးလို့ပြောနေသေးတယ်နောက်ဆုံးတော့ဆရာမကြီးကသူတို့အဖွဲ့ကိုအခြေခံပညာတွေသင်လို့ပြီးပြီဆိုတော့ကိုယ့်ရောက်ကိုပြန်ပြီးတုံးနဲ့သွားချင်းကြပြီးမှပြန်လာခဲ့လို့ပြောလိုက်တယ်အားလုံးကတော့ခွဲရမှာမို့ဝမ်းနဲ့နေကြပြီအထူးသဖြင့်စပင်ပြာလေးပေါ့ဘာလို့ခွဲရမှာလဲဆိုပြီးမေးခွန်းထုတ်နေတော့တယ်ဒီလိုနဲ့အချိန်တန်တော့သူတို့အဖွဲ့လေးခွဲရမယ့်နေ့ကိုရောက်လာပြီဗျာပညာဆုံးပြီးမို့ပိုတမ်းမလာအောင်3နှစ်တိတိကိုယ့်ရောက်ကိုပြန်ပြီးကျင့်ကြံရမယ်လေအဲ့ဒီအချိန်မှာကောင်မလေးကဘာထားပြောလဲသိလားဒါဆိုလဲအကြောင်းကြီးတစ်ကြောင်းလုံးကိုသမီးအိမ်ယူသွားလိုက်ရင်မခွဲရတော့ဘူးမလားတဲ့အားလုံးလဲဟာတာဖြစ်ပြီးဝိုင်းရကြတာပေါ့ဒါပေမဲ့ဆရာမကြီးကတော့စီကန်းပဲဆိုပြီးခွင့်မပြုခဲ့ဘူးအဲ့ဒါနဲ့ကောင်မလေးကဒါဆို3နှစ်ပြည့်ရင်ဘသူအရင်ဆုံးပြန်ရောက်မလဲပြန်ကြမယ်လို့စိန်ခေါ်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲဟိုရေခဲစိန်ခံရတဲ့စပင်ပြလေးကရေကန်ထဲကကြားဖက်ကြီးဆောင်ပြီးဘွန်းဆိုပေါ်လာပြန်ရော3-2တောင်ခွဲရမှာကိုသူကရေကန်ထဲပြုတ်ကျနေတော့မယ်လေကောင်မလေးကတော့သူ့ကိုနှုတ်ဆက်နဂါးလေးဖြစ်သွားပြီဆိုပြီးနောက်နေသေးတယ်ဒါပေမဲ့ဒီတစ်ခါတော့သူက3နှစ်နေရင်မင်းကိုကာကွယ်နိုင်တဲ့အထိအတန်မာဆုံးဖြစ်အောင်လုပ်ခဲ့မယ်ဆိုပြီးလေးလေးနက်နက်ကတိပေးသွားတယ်နှုတ်ဆက်တဲ့အချိန်ရောက်တော့အားလုံးကလက်ဆောင်လေးတွေကိုစီပေးကြတာပေါ့ရွှေရောင်စပင်နဲ့ကောင်လေးကပန်းရောင်စပင်နဲ့ကောင်မလေးကိုငါပြန်လာရင်ဒီထက်ပိုကောင်းတဲ့လက်ဆောင်ယူလာပေးမယ်လို့ကတိပေးတယ်စပင်ဖြူလေးကတော့ကောင်မလေးကိုဘေးအန္တရာယ်ကင်းအောင်ဆိုပြီးအဆောင်လေးတစ်ခုပေးတယ်ဒီထက်ပိုမိုက်တာကနောက်ဆံပင်ပြလေးပဲသူကအပြာရောင်ငှက်မွေးလှလှလေးတစ်ခုပေးပြီး3နှစ်နေရင်မင်းကိုပြောစရာစကားရှိတယ်တဲ့ဘာတွေများဖွင့်ပြောမလို့ပါလိမ့်ဗျာနောက်ဆုံးတော့သူတို့အားလုံး3နှစ်ပြည့်ရင်တစ်ပင်ကြီးအောက်မှာပြန်ဆောင်ကြမယ်မလားမနေကြီးဆိုပြီးလက်တန်းလေးတွေချိတ်ကကတိပေးခဲ့ကြတယ်ပြီးတာနဲ့အားလုံးကိုလန်းကိုစီကောင်းကင်ပေါ်ပြန်တက်သွားကြတာကျဲလေးတွေလွင့်သွားတယ်လို့ပဲကောင်မလေးနဲ့အိမ်မွေးတရိတ်ဆန်လေးကတော့ကောင်းကင်ကြီးကိုငေးကြည့်ရင်3နှစ်ဆိုတာခဏလေးပါတော့လို့ပြောရင်းကြံခဲ့တော့တယ်နောက်ဆုံးတော့3နှစ်ဆိုတဲ့အချိန်ကြီးကုန်ဆုံးသွားပြီဗျာကောင်မလေးလည်းအရင်ကထပ်ပိုလာပြီးအရွယ်ရောက်လာပြီပေါ့အိမ်မွေးတရိတ်ဆန်လေးကတော့တခင်မလေးအကြီးကြီးဖြစ်သွားပြီပဲဆိုပြီးသဘောကျနေတယ်အဲ့ဒီနေ့ကကောင်မလေးကသူတို့ချိန်ထားတဲ့တစ်ပင်ကြီးစီကိုငါပြန်ရောက်လာပြီဆိုပြီးဝမ်းသာအားရပြေးသွားတာတစ်ပင်ကြီးအောက်လဲရောက်ရောစပင်ဖြူလေးကအရင်ဆုံးရောက်နေတာကိုတွေ့ရတယ်ဒါပေမဲ့ဟိုရေခဲစိန်ခံရတဲ့စပင်ပြလေးကဘဲကနေဘလို့ရောက်လာမှမသိဘူးငါပထမဆုံးရောက်တာကွာဆိုပြီးအပေါ်ကနေခုန်ချလာတာထုံးစံအတိုင်းရေကန်ထဲဘွန်းဆိုပြုတ်ကျပြန်ရော3နှစ်ရှိပြီဒီရေကန်ကငါ့ကိုစောင့်နေတော့မဲလားလို့သူကညင်းနေတော့တာပဲကောင်မလေးကလည်း3နှစ်တောင်ကြာပြီးနင်ကရေစိန်နဂါးလေးပဲဖြစ်နေတော့လားဆိုပြီးရေနေတော့တယ်ဒီတခါတော့စပင်ပြလေးကကောင်မလေးကိုမင်းတော်တော်လှလာတာပဲလို့ဖွင့်ပြောလိုက်တယ်ကောင်မလေးကလည်းပိုင်နိုင်ပဲငါကငကိုကလေးကလှတာပါတဲ့အဲ့ဒီအချိန်မှာပန်းရောင်စပင်နဲ့ကောင်လေးကသူကတိပေးထားတဲ့အတိုင်းဖီနစ်ငတ်ပုံလှလှလေးပါတဲ့လက်ဆောင်တစ်လေးယူလာပေးတယ်သူတို့3ယောက်လုံးကကောင်မလေးကိုဝိုင်းပြီးဂယုဆိုင်နေကြတာကိုအိမ်မွေးတရိတ်ဆန်လေးကကြည့်ပြီး3နှစ်တောင်ကြာပြီသူတို့တွေပို့ပြီးတောင်ဂယုဆိုင်တက်လာပြီပဲလို့ပြောလိုက်တယ်ဒါပေမဲ့ဇလန်းကအဲ့ဒီမှာတင်မပြီးသေးဘူးဗျနောက်တနေ့မနက်မှာကောင်မလေးအိယာကနိုးလာတော့သူ့ဘေးမှာရွှေရောင်စပင်နဲ့ကောင်လေးတစ်ယောက်အိတ်နေတာကိုတွေ့လိုက်ရတယ်
ကောင်မလေးလည်းလန့်သွားပြီးနင်ကဘသူလဲငါကတင်ပေါ်ဘလို့လောက်ရောက်နေတာလဲဆိုပြီးအော်တော့တာပေါ့ကောင်လေးကတခင်မလေးမအော်ပါနဲ့ကျွန်တော်ဘာလို့ပြပြတလဲပြောပေမဲ့ကောင်မလေးကဘာသာခင်မလေးလဲငါနင့်ကိုမသိဘူးဆိုပြီးပြောလိုက်ပါတယ်